Hi guys ဒီနေ့ကတော့ main ကလေးတွေအတွက်ကြော်ကိုင်းမကဲနေတာတွေဒေါက်ကမမဟုတ်အစော့ကတ်တွေဖြစ်နေတာတွေအတွက်လှုပ်ဝက်ချက်တစ်ခုအနေနဲ့ Razia ရဲ့ Under MK လေးအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ရှင်။ Select ဘူးလေးကတော့တလားကြော်ကြော်လောက်သုံးပြီးသွားပြီဆိုတော့တဝက်လောက်ပဲကျန်တော့ရပါတော့။ Select အကုန်လုံးအတွက်အခုဘူးတစ်လေးမှာပြီးတော့ဖောက်ပြတာပါတယ်။သူကကြော်ကိုင်းနေဖောက်ကင်းနေကြော်ကားမှန်သမျှအကော်ကုန်ကွာဒရော်ကူဒရော်ကောင်စစ်အကော်ကုန်လုံးကို login လုပ်ရပါတယ်ရှင်။သူ့ရဲ့ texture လေးကကြတော့ cream type ဖြစ်ပြီးတော့သူ့ရဲ့အနံ့လေးကလည်းတင်းတင်းလေးပဲဆိုတော့ chemical များမှစိတ်ပူစရာမလိုပါဘူးเนาะပြီးတော့သူက cream type ဖြစ်တဲ့အတွက်အသားလေးကိုစိတ်ဝင်ပြီးတော့ဖြူဖြူကြီးတင်နေတာမျိုးမဟုတ်ပါဘူးရှင်သူကဂျားမှန်သမျှအကုန်လုံးမဲနေသမျှနေရအကုန်လုံးလိမ့်လို့ရတယ်ဆိုပေမဲ့ဆူလက်ကတော့ဂျိုင်းကိုပဲလိမ့်ဖို့ recommend ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆူလက်မနက်6နာရီကနေပြီးတော့ညနေ9နာရီအိမ်ပြန်တဲ့အချိန်ထိပေါ့နော်ဆူလက်နေပူထဲမှာအလုပ်လုပ်ရတာမှဒီလုံးဝသူကဂျိုင်းချွေးနဲ့လုံးဝထွက်မလာဘူးကွာအဲ့ဒါကြောင့်မလို့ဆူလက်ကတော့ဂျိုင်းကိုပဲလိမ့်ဖို့ပို့ပြီးတော့ recommend ပေးပါတယ်ရှင်တကယ်လို့ကိုကဂျိုင်းကိုပဲတစ်ရက်ကို2ကြိမ်လိမ့်မယ်ဆိုလို့ရှိရင်တစ်လခွဲလောက်ခံပါတယ်ရှင်သူ့စီမှာပါတဲ့ ingredient တွေကလည်း sensitive skin တွေကောင်းကောင်းကြီးသုံးလို့ရပါတယ်ရှင်အဲ့တော့ကိုကလူကြားထဲမှာဂျိုင်းကိုမြှောက်လိုက်လို့မဲနေတာမျိုးတွေအဆက်ဆက်တွေဖြစ်နေတာမျိုးတွေမလိုချင်တော့ဘူးဆိုလို့ရှိရင်တော့ Razia ရဲ့ Under MK လေးကိုစပြီးတော့သုံးကြည့်ဖို့ဆူလက်ကတော့ recommend ပေးပါတယ်ရှင်ကဲအဲ့ဒါဆိုလို့ရှိရင်တော့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်တတာ